ဘာချင်းနားထောင်ရလဲကျွန်တော်တက်ချင်းအခုကြားနေရတော့ကထိန်ဒီဘုတ်ကထိန်ဒီဒီဟိုနေချီရဖွင့်တဲ့တချင်းတော့အစုံပဲဗျဘာတချင်းခက်စားနေလဲတော့မသိဘူးကိုအကြိုက်နဲ့ကိုပေါ့ပေါ်လို့ရောလို့အာန်ဘီတို့ပေါ့ဒါကျွန်တော်တက်ချင်းလေ梦我后面有蓝天大地，你也有满你也拉我只能路我三千倍。你好吵，我好可恶。တော်လည်းဒီလိုဖြစ်နေဆက်ပြတ်တော့တင်မောလိုက်တာတင်မောတက်ပြီးတော့ခုမှပြန်ရလာတာတင်မောသားဆိုရေလန်းတာပေါ့ဒါနဲ့ဘာစိတ်ကူးနဲ့ကွန်းဆိုင်ထောင်တာဒီပါပဲတင်မောအစီဆိုးနဲ့ကြုံခဲ့လို့ဘယ်လိုဖြစ်တာလဲကျွန်တော်တို့တင်မောမှာဆိုမာလီပြည်လည်တယ်များတယ်ကျွန်တော်တင်မောဝင်ပြီးတော့အားရတော့တစ်ခါပြင်းနေပြန်ပါသွားပြီးတော့သူပြန်လွတ်လာဘလို့လွတ်လာတော့တင်မောကိုပြီးတော့3စီးနဲ့ဓမြတွေဝင်လာတယ်ဒါကျွန်တော်တို့တနက်တွေပြီးဖောက်တယ်မိခောက်တယ်တော့တင်မောကုန်းမပုံမှာခိုင်နေဝင်နေရတာပေါ့အဲနောက်ကျတော့ကျွန်တော်တို့ပေါ်သွားတာပဲပေါ်သွားပြီးတော့9ရက်လောက်နေတော့သူတို့တောင်းတဲ့ပတ်စံမောက်ရတယ်ရှင်နေကျွန်တော်တို့ပြန်လွတ်ပေးလိုက်တာအခုကံကောင်းလို့ပြန်လွတ်လာကံကောင်းတော်တော်ကံကောင်းတာဟုတ်ကဲ့ကံကောင်းနေဆွဲသွားတာဒီနေ့ပါတယ်ဆရာခုနမှစီးပေါ့ဆရာလွတ်တော်မှတ်လားကာဒီဝင်ပါရဲ့ကာဒီဝင်လို့ပဲဝတ်ထားရှင်းနေဆိုဘာလို့လုံးနဲ့ရွေးကောက်ဝယ်တော့မီးလာပြီနော်ဆရာဝင်ရွေးဖို့ရှိတယ်
ဒီလေးပါဘူးအားကြောင့်ဘူးသဘောထားတယ်အားကြောင့်သဘောထားတယ်ဖြစ်ကိုမြင်ဘဝင်ပြောရတယ်ပါတီယာရှေးရိုးရယ်ဗရီကယ်လက်ဝဲရယ်လက်ရရယ်အနည်းဆုံး၄ခုလောက်တော့ခွဲတင်တာဟုတ်ခွဲပြီးတော့ဒီရှိတင်တာဟုတ်ခွဲတာကိုပြဿနာလို့မမြင်ဘူးဆိုရင်ပေါ့ဒီဒါဒီဆိုတာလေဒီလူလူရဲ့ဟောက်ကမှုနဲ့နဲနဲ့ရက်တည်ရတာဟုတ်ရဟုတ်ဘူးလားလာကြဟေးလာကြ မင်းကလေးကအတိုင်းမို့မေးလိုက်ဖို့ပြောပါနဲ့မမပါဘူးယောက်ျားလေးဆိုတယ်မမင်းကလေးကပြောပါနဲ့โอเคပြန်စမယ်တမ်းလို့လောက်ပဲဒူတောင်းရှိခဲ့တာကိုနှစ်ကတတိယနေဖို့ခက်တာစိတ်မကောင်းမဖြစ်ပါနဲ့လှုပ်ရှုပ်နေတာ အေးဗျာဒီအပိုင်းလုပ်တယ်နည်းစိတ်နေ အေးပေါ့ ကိုယ်ရှိပဲလား အစ်စီပါ ဟ
ကားကရင်လာကြတဲ့စတူဒီယိုရေးပါကျွန်တော်ပေါင်းနေပဲထင်တယ် မပါသေးဘူးဒီဘက်ထဲမှာတချင်းတစ်ပုတ်တော့ရောက်ပြဖို့ရှိတယ်ကိုကမေစုထားရတဲ့ရာသလောက်ယူတာ ခက်တယ်ဗျာကျွန်တော်လည်းဒီနေ့ခုံရမယ်ထင်တယ် ကဲကိုဒီရောထင်းလိုက်တာစလိုက်အောင်ဗျာ ဝင်လေးတော့လာစားမယ်နော်အပါရှိပါပြီတော့မနေရလို့ပါထုံးနေပါဒီဒီနဲ့နေရလို့ပါ ပြန်လဲတွေ့ကြည့်ပေးပါအတိတ်နေတွေကိုလဲလဲမေးပြ အဖေပြောတာတတိရတယ်ငါလာရန်ကုန်မှာအလုပ်အဆင်မပြေရင်အိမ်ပြန်ခဲ့ပေါ့တဲ့စင်စင်ရဲနေနေနဲ့အိမ်မှာပဲအလုပ်လုပ်လေသမားအလုပ်ပေါ့မင်းကြီးတွေနဲ့လေဦးစီးခိုင်းပေါ့ကျွန်တော်အဆင်ပြေပါတယ်ဗျနေဆိုင်မစင်းရပါဘူးပြောရတာပေါ့ ဒီရောကိုရီးယားကိုရီးယားကျွန်တော်မနေ့ကစီယိုးဘက်ရောက်ခဲ့သေးတယ်လုပ်တွေပြန်ဆလို့ရပြီတဲ့ ဟုတ်လား အဲကိုတချင်းလောက်ထားရငါးပုတ်ကိုလေဝင်မဲ့လူကြောက်ကမေးနေတယ် ဝမ်းသာစရာ အဲဖုန်းနံပါတ်တွေပါလေကိုဖို့တော်ဒီမှာရှိရတောင်းလိုက်အောင်စီယိုးဆက်ဆက်လာပဲတဲ့ကိုကျွန်တော်ဖုန်းခေါ်သေးတယ်ဗျ အဲ့ဒါကိုဖုန်းပြည့်နေတာလာပြောပေးလို့ကျေးဇူးပါ ရတယ်ဟောဒေါ်လေးကဒီလအဆောင်လောက်ကကိုတွေ့ပဲပေးတဲ့ အဲ့ဒီဘာလို့
ညနေအား ဒါလေးချိုးတဲ့အောင်ပဲ ညနေကိုဆိုင်မှာ9 နာရီ တာကြီးပြောနေတာဗရမ ्या ကြီးကပျောက်တာလားအဲ့ဗရမ ्या ကြီးကိုပြန်ရှာနေကြရလား ကိုပြောရအောင်1785ခုနှစ်ရေမာလို့မန်လေးနန်းတော့ဗိကြစစ်သားတွေတောင်းနေချီဝင်တိန်တော့ကာနယ်စလီရဘင်းလက်ကဗရမ ्या ကိုယူသွားခဲ့စလီတင်နောက်တော့စာပွဲရတာမမောက်ဗရမ ्या ဝိတူရပြီးမှစက်သားလူတွေဒီဘောမင်းဖေးတော့အမီးတော့စာနဲ့ပေရေးခဲ့တယ်ဒါကြီး သိတယ်ကိုသိပါတယ်တာကြီးပါရမူပုံတွေကိုကုန်းအောင်ခင်းနောက်ခံတဲ့ရေးထားတဲ့ပကြီးတွေမှအများကြီးပဲကိုចောင်းတော့ကလက်တွေ့ကူဆွဲရေးဦးတာတော့ဘာလို့လုပ်ဘူးလဲတူးရီဆိုအဲ့ခေတ်ကတူးရီခေတ်ကိုကာနယ်စလီတွေကတန်ခမောက်ကြီးနဲ့ဒီနေ့မီတီလေးခဏလောက်စလီရင်ကစာရဏံပြည်တယ်လေဗရမ ्या ကိစ္စဆိုတာအကြောင်းပြန်အဲ့ဒီကွန်ဒီလုံးတော့ဗရမ ्या ပါတယ်လက်စွပ်မျိုးဆိုတာဘယ်သူမှဆိုအလစ်မသွားနိုင်တယ်တဲ့နန်းတွဲမှာရိုးတဲ့ဖြစ်ချိန်ပေါ့ဘာညာဟောလေအေးနောက်ကိုကြီးကိုတာမှတ်တမ်းနေတယ်ဟုတ်ပါတော်မူနေ့အဖြစ်ပြက်ရေးထားတဲ့ထိလိုက်စုံစမ်းတယ်ဒါပေမဲ့ကွာဖြစ်ရှင်တော့ပါတော်မူနေ့ရက်စွဲနဲ့ရေးထားတဲ့ဒဏ်ရာကြီးရေးသားတွေမှာဖြစ်ရာတွေပွားထားနေရောလမ်းစာပျောက်တော့ရရောလား ကိုယ်ဆိုင်ပိတ်ပြီပေးပါ ခဏညီ15မိနစ်ပဲ အာပိတ်ပြီကိုပြီးတော့ကျွန်တော်ဆိုင်ရဲ့ရက်ဘီယာလည်းရောင်းတာမဟုတ်ဘူးဘိုးတို့နားလည်မှုနဲ့ပေးတော့ထားတယ်နိုင်မှာလည်းရေးရတယ်ရက်ဘီယာမရောင်းပါဘူး ညီပန်းချမ်းသုံးမပါအောင်နော် ဟုတ်မပေါလားရလေကို900 short လိုက် နေရာပူရညီလေးလိုက် ဟုတ်ပါကျေးဇူးပါကို အေးပါခက်တာအဲ့ဒီကြောင်ကိုယ်တိုင်ကြီး9ဘုတ်ငါတောင်းတဲ့စီပြီးမယ်တဲ့ကျန်တဲ့9ဘုတ်တဝက်စည်းနဲ့ကော်ပီတစ်ချင်းရေးပြီးမလားတဲ့ ကော်ပီရေးတော့ပါဖြစ်လေ
ပေါက်သွားရင်ကိုလက်ရနဲ့နာမည်ကပြည်သက်စီရောက်ရတာပေါ့ဟုတ်လား ကော်ပီတချင်းဆိုတာကဘုံကစောကွာလာပေးနေညာဂျွန်းနဲ့တွေ့ရင်ကော်ပီရေးမရေးပြက်ပြောဖို့စဉ်းစားတာလေရောင်းနေနေကွာဒီဘက်ကလာပေးနေမှာ ဟုတ်တယ် ဆိုရလေတမောလိုက်ဖို့ကိစ္စလာပေးနေညာပြက်ပြောတဲ့ဂျွန်းနဲ့လေလာပေးနေညာချိန်ထားမိတယ် သူ့ဖေကပတ်စံထုတ်ပေးမယ်ဆိုတာလား အေးသူ့ဘေးကလည်းတမောက်လာမယ့်ရွေးကောက်ပွဲအတွက်မက်ဆေ့တဲ့ချင်းရေးပေးမလားတဲ့ငါအဲ့ဒါမျိုးရေးတတ်လို့ပါလို့မနေ့ပြောယူရတယ် တာကြီးကောင်မလေးဖေကအဲ့ဒါပါတီမှာပါဝါကြီးတဲ့ရပေါ့ အဲ့ဒါတော့မသိဘူးလက်ရှိလွတ်တော်အမှတ်ပဲငါ့ကိုတင်းမောလိုက်ခိုင်းနေတယ်သူ့ကြည့်ငါအခုမှခွက်ကြတာ တာကြီးကအဲ့လိုတမုံမတဲ့ခင်မဲဆွဲတချင်းရေးပေးခဲ့ပေါ့အဲ့လိုလားကောင်းပါလေဘဝတကြုံနေပေါ့ ကြံကြီးစီရရေးပေးစီရနောက်ရဲ့သူ့ဝိနဲ့တွေ့တော့တင်းမောလိုက်ဖို့အပြတ်ညင်းလိုက်တယ်ကြောက်အောင်ငါပေးထားတဲ့လက်စော့ရောတွန်းကန်ပေါင်းပြီးတော့ပြန်လာပြီးတယ်ငါညစ်တယ်ကွာအဲ့ဒါလာပြေးနေကြအပြတ်ပြောတယ် ရှုပ်ထွေးလိုက်ကလာပြင်းနေဗမာချင်းထား တွေ့နေကြနေတာပါ
ပညာရေးတွေနဲ့တေးစိတ်စွာတွေဝေးရင်နေရညရစီစင်နေသလားမေလုံးနေပြီ